ဒီနေ့စူပါဆန်ဒေးနေ့လည်းဖြစ်ပြီးမကားနေ့လည်းဖြစ်တာမို့တခါမှမရောက်ဘူးသေးတယ်။မော်ဘီမြို့နယ်တွေကဘန်းတပွင့်တောင်တော်မြက်စီကိုခရီးဆက်ခဲ့ပါတယ်ရှင်။မော်ဘီမြို့လမ်းမကြီးကနေဘန်းတပွင့်တောင်ရှိရာလမ်းကျိုးလေးတွေကိုစတင်ဝင်ရောက်ချိန်မှာတော့ပြပြပြနဲ့လမ်းလေးကချောချောမောမောရှိလာပါတယ်ရှင်။တမန်ကြော်လောက်ကားလေးမောင်းနေပြီးတော့ဝနချောင်းတို့ဆိုတဲ့ဆိုင်မုတ်လေးနောက်ရောက်မှာတော့လမ်းလေးဟာနည်းနည်းကကြင်ကြင်လေးဖြစ်လာပါတယ်ရှင်ဒါကတော့ဝနချောင်းစံပြကြီးရွာဆိုင်မုတ်ကလေးပါပဲရှင်နှစ်ချောင်းဆံပြကြီးရွာလေးကိုကျော်လွန်ပြီးတော့ဘန်းတပွင့်တောင်ရှိရာလမ်းကွေ့လေးတစ်ခုကိုဖြတ်ကျော်တဲ့အခါမှာတော့လမ်းလေးဟာပြန်လည်ချုံမွေလာပါတယ်ရှင်မော်ဘီလမ်းတွေအဝင်ဝလေးကနေပြီးတော့3မိုင်လောက်ကားမောင်းပြေးတဲ့အခါမှာတော့ဘန်းတပွင့်တောင်တော်မြတ်ခြေရင်းကိုစတင်ရောက်ရှိခဲ့ပါပြီရှင်ခေါင်းနဲ့ချင်းချိတ်ဆက်ထားတဲ့အလားလမ်းပြပါသားလေးတယောက်လေးကျွန်တော်နဲ့ပါလာပါသေးတယ်ဒါကတော့အဝင်ဝမအူးလေးပါရှင်ဒါကတော့တောင်ပေါ်တက်မဲ့လမ်းလေးပါနော်တောင်ကြီးကလိုက်လာတဲ့သားလေးရလေအဲ့ကျိုပီသားစွာလိုက်လံရှင်နေပြတာပါသေးတယ်ရှင်ချစ်စရာလေးပါလမ်းလေးအနေနဲ့မပါလိရှင်ကျမတို့လည်းဖြည်းဖြည်းချင်းတက်ခဲ့ရပါတယ်ရှင်တောင်ပေါ်မရောက်ခင်တစီအချိုးမှာတော့ကျမတို့ခဏနားခဲ့ရပါတယ်တသားလေးရဲ့ကျမတို့နဲ့တူနားပါတယ်ရှင်ကြည်ပြင်းတဲ့ကလေးလေးပါလမ်းလေး3ခွရှိတဲ့နေရာမှာပြတိုင်းနောက်ရုပ်လေးရှိတဲ့ဒီကားလေးကနေပြီးတော့ကျမတို့တောင်ပေါ်ကိုတက်ခဲ့ပါလိမ့်ရှင်တောင်ပေါ်ရောက်ပါပြီရှင်